ခေါင်းမပါတဲ့ဝိညာဉ်တွေနဲ့ခြောက်ခြားစရာဖြစ်နေတဲ့ဖိလစ်ပိုင်ကကမ္ဘာကျော်ဟိုတယ်ပြက်ကြီးအာရှတိုက်ရဲ့တမိုင်းမှာအမောင်ဆုံးနဲ့အချောက်ဆုံးလို့စံချိန်တင်ထားပြီးညဘက်ရောက်တာနဲ့အဆောက်အုံတစ်ခုလုံးငိုကြွေးတန်တွေနဲ့အေးဆက်သွားတတ်တဲ့နေရာတစ်ခုရှိပါတယ်။ဒါကတော့ဖိလစ်ပိုင်နိုင်ငံဘာဂီယိုမြို့ကဒုတိယကမ္ဘာစစ်ရဲ့တွေးဆုံခဲ့တဲ့တမိုင်းကြောင်းတွေရှိခဲ့တဲ့ဒီပလန်တိုဟိုတယ်ပြက်ကြီးဖြစ်ပါတယ်။မူလကခရစ်ယာန်ဘုန်းကြီးကျောင်းဖြစ်ဆောက်လုပ်ခဲ့တဲ့ဒီအဆောက်အုံကြီးကိုဒုတိယကမ္ဘာစစ်အတွင်းမှာဂျပန်စစ်တပ်ကသိမ်းပိုက်ပြီးသွေးစရာစစ်စခန်းအဖြစ်ပြောင်းလဲခဲ့ပါတယ်။အဲ့ဒီအချိန်ကစစ်တပ်ဟာတီလာရှင်တွေနဲ့ဘုံတော်ကြီးတွေကိုရက်ဆက်စွာခေါင်းဖြတ်တက်ဖြတ်ခဲ့တယ်လို့ကလေးငယ်ပေါင်းများစွာကိုလည်းဒီဟိုတယ်ထဲမှာပဲအသက်နှုတ်ခဲ့ကြတာပါ။စစ်ပြီးနောက်ပိုင်းမှာဟိုတယ်အဖြစ်ပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့ညဘက်တွေမှာခေါင်းမပါတဲ့တီလာရှင်ဝိညာဉ်တွေလက်ထဲမှာခေါင်းပြက်ကြီးတွေကိုကင်ပြီးစိမ့်စိမ့်ကြည့်နေတဲ့စစ်သားဝိညာဉ်တွေကဒီကိုဧည့်သည်တွေကစက်တိုက်မြင်တွေ့ခဲ့ကြရပါတယ်။ဒါအပြင်အခန်းတွေထဲကနေကလေးငယ်တွေရဲ့အော်ဟစ်ငိုယိုတန်တွေတကားတွေကိုဒေါသတကြီးရိုက်ခတ်တန်တွေအမြဲထွက်ပေါ်နေလို့နောက်ပိုင်းမှာတော့လုံးဝဆွန့်ပစ်လိုက်ရပါတယ်။တမိုင်းရဲ့ရက်ဆက်လာတဲ့ဒဏ်ရာတွေနဲ့အတူမကျွတ်မလွတ်နိုင်သေးတဲ့ဝိညာဉ်ပေါင်းများစွာရဲ့နာကျင်မှုတွေကတော့ဒီအဆောက်အုံဟောင်းကြီးထဲမှာကိန်းအောင်နေစေဖြစ်ပါတယ်။ခင်မီတိုးတက်လာတဲ့မြို့ပြကြီးရဲ့အထက်မှာအတိတ်ရဲ့အမှောင်ထုကိုတည်ဆောင်ပြီးအာရှရဲ့တွေးပြက်စရာကောင်းလာတဲ့ဂမီယာပဟေလီတစ်ခုအဖြစ်ငြိမ်သက်စွာရပ်တည်နေစေဖြစ်ပါတယ်။